ခုလိုမျိုးဖုန်းနဲ့ဓာတ်ပုံဗီဒီယိုတွေကိုဒီ TV မှာပေါ်အောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် TikTok ဖုန်းနဲ့ TikTok ကိုဒီ TV မှာပေါ်နေတာပေါ့နော်ဖုန်းထဲမှာလည်းပေါ်တယ် TikTok မှာလည်းပေါ်တယ်ပေါ့နော်ဒါ TikTok ကြည့်နေတာပေါ့နော်အဲ့တော့မိတ်ဆွေတို့ဖုန်းဟာသေးလို့ဖြစ်ဖြစ်ပေါ့နော်ကိုကဘောလုံးပွဲတွေစကားတွေကိုကိုယ့်အိမ်မှာရှိတဲ့ TV နဲ့ဖုန်းနဲ့တွဲပြီးကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ adapter လေးလိုအပ်တယ်ပေါ့နော်ဒီမှာ adapter လေးတွေပေါ့နော်ဒီ adapter ကတော့ကိုနီးစပ်ရကွန်ပျူတာဆိုင်တွေမှာဝယ်လို့ရတယ်ပေါ့နော်ထိုင်းမလေးရှားမှာနေတဲ့သူဆိုရင်ကျွန်တော်နိုင်ငံခြားမှာနေတဲ့သူဆိုရင် online store တွေကနေမှာလို့ရတယ်ပေါ့နော်ဒီမှာ adapter လေးပေါ့နော်ကျွန်တော်ဖုန်းတွေက Type C ဖုန်းတွေဖြစ်တဲ့ဒီမှာ Type C နဲ့ဒီ HDMI adapter ဆိုပြီးတော့မှာလိုက်တာပေါ့နော်မိတ်ဆွေတို့က lighter တွေဒါမျိုးလေးဆို lighter တွေရွေးချယ်ပြီးတော့ဒီမှာ site တွေမှာသွားပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ဒါမျိုး adapter လေးဖြစ်ပါတယ်ကိုဝယ်တဲ့ adapter ပေါ်မူတည်ပြီးတော့ဖုန်းမျိုးစားတွေရနိုင်တဲ့ဖုန်းမျိုးစားတွေတော့ကွာသွားမယ်ပေါ့နော်ဒီကောင်ဆိုရင်တော့ရိုးရိုး Android smartphone တွေဆိုတော့မရဘူးပေါ့နော် model မြင့်တဲ့ဖုန်းတွေမှာပဲရမှာဖြစ်ပါတယ်ဒီမှာကိုယ့်ရဲ့ TV မှာရှိတဲ့ HDMI ဘောက်ကိုထိုးပြီးတော့ဒီကောင်လေးကိုထိုးလိုက်ပေါ့နော်ထိုးပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်း Type C ပေါ့နော်ဒီ tablet တွေဆိုတော့ရတယ်ပေါ့နော်ဒီမှာ Type C နဲ့ထိုးလိုက်ပေါ့နော်ဒါဆိုခဏနေဒီ TV မှာပေါ်လာလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော် tablet ထဲက TikTok ရဲ့ဟာတွေကိုဒီမှာ TV မှာအကုန်လုံးပေါ်ပြီပေါ့နော်ဒီမှာကြည့်လို့ရပါတယ်ဒီမှာအကုန်ကြည့်လို့ရတယ်ပေါ့နော်မိတ်ဆွေတို့ဘောလုံးပွဲတွေကြည့်မလား Telegram ဇာတ်ကားတွေကြည့်မလားအကုန်ကြည့်လို့ရတယ်ပေါ့နော်ဒီကြိုးလေးနဲ့โอเคတော့နောက်ထပ်ကျွန်တော် iPhone နဲ့စမ်းပြပေးမယ်ပေါ့နော်တော့ဘာမှဒီရတဲ့ဖုန်းတွေဆိုဘာမှလောက်ဆရာမလို့ပေါ့နော်ဒီမှာ Type C ပေါက်ဆို Type C ပေါက်ကလေးထိုးလိုက်ပေါ့နော်ဒီမှာဆိုခဏနေပေါ်လာမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ YouTube ထဲမှာပေါ်လာပြီပေါ့နော်မိတ်ဆွေတို့ YouTube ကနေပြီးတော့ဇာတ်ကားကြီးကြည့်မလားဘောလုံးပွဲတွေကြည့်မလားပေါ့နော် Telegram ဇာတ်ကားကြီးကြည့်မလားအကုန်ကြည့်လို့ရပါတယ်ဒါမျိုးကြိုးလေးပေါ့နော် Type C to HDMI adapter လေးဖြစ်ပါတယ်ဒါလေးကိုမိတ်ဆွေတို့ကွန်ပျူတာဆိုင်တွေမှာသွားပြီးဝယ်လို့ရတယ်ကိုကနိုင်ငံခြားမှာရောက်နေရဆိုရင်တော့ online ကနေပြီးတော့လည်းမှာလို့ရတယ်ပေါ့နော်